လက်ပံဝင်ကြော်ပြပါလို့ပြောတဲ့သူတွေအများကြီးရှိတဲ့အတွက်ဒီတစ်ခါမှာတော့လက်ပံဝင်ကိုပါလက်ချောင်းကြော်လေးကြော်ပြမှာဖြစ်ပါတယ်လက်ပံဝင်ကြော်ပြဖို့အတွက်ရင်းနှီးဖြောပြီးသားလက်ပံဝင်ရဲ့ကျက်သွန်အနီရဲ့ငြိုသီးခွဲချမ်းမုံရဲ့အဓိကလိုပါတယ်အဆက်စားခြင်းတဲ့အတွက်ပါဒါပေမဲ့ကျမကအဆူကြော်လေးကြော်ချင်တာဖြစ်တဲ့အတွက်ခင်းညင်သီးနှလုံးကိုလည်းသုံးထားပါတယ်ရှင်အရင်ဆုံးကြော်ဖို့အတွက်စီပူအောင်တဲထားလိုက်ပါတယ်စီပူလာပြီဆိုလို့ရှိရင်ကျက်သွန်အနီကိုစီတက်လိုက်ပါမယ်စီတက်တယ်ဆိုပြီးကျက်သွန်အနီကိုကျွတ်သွားအောင်မဟုတ်ဘဲနဲ့ကျက်သွန်အနီကိုနွင်းရုံလေးပဲအရင်ဆုံးလှိမ့်လိုက်ပါတယ်ကျက်သွန်အနီလေးနွင်းသွားပြီဆိုလို့ရှိရင်တော့အသင်လှိထားတဲ့ခင်းညင်သီးလေးနှလုံးကိုထည့်လိုက်ပါတယ်ခင်းညင်သီးထည့်ရတဲ့အတူတူဆိုင်းဟင်းဂျုံမှုကိုလည်းတခါတည်းအရသာပါအောင်ထည့်လိုက်ပါတယ်ပြီးသွားလို့ရှိရင်တော့ခင်းညင်သီးလေးပါနွင်းအောင်လို့ဟင်းကိုလှိမ့်လိုက်ပါတယ်အရသာလေးကိုပို့ပြီးတော့လေးချင်တာဖြစ်တဲ့အတွက်ငံပြားကြီးလေးနည်းနည်းကိုလည်းထည့်လိုက်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျက်သွန်နဲ့ခင်းညင်သီးကိုနွင်းအောင်လို့လှိမ့်လိုက်ပါမယ်ဟင်းအနစ်လေးအရသာဝင်လောက်ပြီးကျက်သွန်နဲ့ခင်းညင်သီးလည်းနွန်းသွားပြီဆိုလို့ရှိရင်တော့ကျမတို့လက်ပံမွေကိုစပြီးတော့ထည့်ပါမယ်လက်ပံမွေထည့်တဲ့အခါမှာအခုလိုမျိုးဝစ်ဆန်ကိုအရင်ထည့်လိုက်ပါတယ်ဘာလို့လဲဆိုတော့ဝစ်ဆန်ကပို့ပြီးတော့မာတယ်ဝါးရပို့ပြီးခက်တာဖြစ်တဲ့အတွက်အရင်ဆုံးနူးအောင်လို့သူ့ကိုအရင်ထည့်ရပဲဖြစ်ပါတယ်ဝစ်ဆန်ကိုအခုလိုမျိုးအနှဲငယ်နွန်းသွားအောင်ဟင်းအနစ်နဲ့လှိမ့်ပြီးသွားပြီဆိုကြတော့မှကျမတို့ပွင့်ဘက်ကိုထည့်ပါမယ်ပွင့်ဘက်ကကြတော့ထည့်လိုက်ပြီဆိုလို့ရှိရင်မြင်မြန်လေးနူးလွယ်ရဖြစ်တဲ့အတွက်ပွင့်ဘက်ကိုနောက်မှထည့်လို့လည်းရပါတယ်အရင်ဆုံးဒီဝစ်ဆန်ကတော့ဝါးလို့လွယ်အောင်နူးအောင်လို့ကျမတို့အရင်ဆုံးထည့်ရတယ်ပေါ့နော်အခုဆိုလို့ရှိရင်လက်ပံမွေးလေးကိုဟင်းအနှစ်တွေနဲ့အရသာစိတ်ဝင်အောင်လို့အခုလိုမျိုးလေးဟင်းအိုးလေးကိုနာလေးလှိမ့်ပေးလိုက်ပါတယ်ပြီးသွားရင်တော့ကျမတို့အသင့်ပြင်ထားတဲ့ငြိုသီးခွဲချမ်းမှုန့်ကိုမိမိအဆက်စားနိုင်တဲ့လောက်လိုအပ်တဲ့လောက်ထည့်ပေးပါမယ်ပြီးသွားရင်အရသာကိုစိတ်ဝင်သွားအောင်လို့ဟင်းအိုးကိုလှိမ့်ပေးလိုက်ပါမယ်တကယ်တမ်းလက်ပံဝင်ကအချောက်ကိုသုံးထားတာဖြစ်တဲ့အတွက်နူးဖို့ရာခက်ခဲပါတယ်အဲ့ဒါကြောင့်မလို့ခုနကတော့ကျမရင်းနှီးဖြိုးရုံလေးဖြောထားတဲ့အပွင့်ကိုထည့်လိုက်တာပေါ့နော်ဒါပေမဲ့လက်ပံဝင်ကိုတေချာနူးဤသွားအောင်ပြုတ်ပြီးမှထည့်လို့လည်းရပါတယ်ကျမကအဲ့ဒါအထက်စားလို့ရှိရင်အခုကျမချက်တဲ့နီးလန်းကနည်းနည်းလေးတော့ကွဲလွဲမှုရှိရပေါ့နော်ဘာလဲဆိုတော့အခုလိုမျိုးဟင်းအိုးကိုအရသာစိတ်ဝင်သွားအောင်နာလေးလှိမ့်ပြီးသွားပြီဆိုလို့ရှိရင်ရေလေးနည်းနည်းလေးဆွက်ပြီးတော့ခါကြတော့ဟင်းအိုးကိုအဖုံလေးပိတ်ပြီးတော့ခါကြခဏလေးတိတ်ထားလိုက်ပါတယ်အခုလိုမျိုးရေလေးကိုနည်းနည်းလေးထည့်လိုက်ရေခမ်းအောင်လုပ်လိုက်နဲ့3ရေလောက်တော့ဆွဲရပါတယ်ရေကိုတစ်ခါတည်းလည်းအများကြီးမထည့်ရအောင်เนาะရေလေးနည်းနည်းထည့်လိုက်ဟင်းဦးမှွေပေးလိုက်ပြီးတော့လို့ရှိရင်အဖုံးလေးအုပ်ထားပေးလိုက်နဲ့ဒီလက်ပံမွေးတွေကိုနူးအောင်လုပ်ရပါတယ်ကိုကဟင်းချက်တဲ့အချိန်မှာအဲ့လိုမျိုးအချိန်အကြာကြီးမပေးနိုင်ဘူးဆိုလို့ရှိရင်တော့လက်ပံမွေးကိုအစကတည်းကတေချာဝါလို့ရတဲ့အနေထားရှိအောင်လို့နူးအောင်လို့ပြုတ်ထားပေးတာပိုပြီးကောင်းပါတယ်ဒါပေမဲ့အခုလိုမျိုးရေခဏဆွတ်ပြီးတဲ့ဟာကလည်းလက်ပံမွေးတွေကိုအရသာကိုကြာလေးပို့ပြီးစိတ်ဝင်ပြီးတော့အရသာပို့ပြီးတော့ကောင်းစေပါတယ်ရှင်အခုဆိုလို့ရှိရင်ငယူသီးနဲ့မွေးလေးနဲ့လက်ပံမွေးပါလာချောင်းကျော်လေးရပါပြီနော်ကျမကအရင်တုန်းကဒါကိုတစ်ခါမှမကြော်ဘူးပဲနဲ့သူများပြောတဲ့နီလန်းကိုကျမလိုက်ပြီးကြော်ကြည့်ရဖြစ်ပါတယ်အရသာကိုကျမကမှမြည်ကြည့်လိုက်ပါအောင်မယ်အရသာကတော့ထင်းထားတာထက်ပိုပြီးတော့စားလို့ကောင်းပါတယ်ရှင်ကျမမျှော်လင့်ထားတဲ့ပိုပြီးစားလို့ကောင်းတယ်ပေါ့နော်ပထမဆုံးကြော်တာတောင်မှအခုပွင့်ပတ်လေးကိုစားလိုက်တဲ့အခါမှာဆိုလို့ရှိရင်ကျမတို့မှုကြောက်ကိုကြောစားရတယ်လို့မျိုးထုတ်လေးနဲ့စားလို့ကောင်းပါတယ်ဒီဝတ်ဆန်လေးကိုစားလိုက်တဲ့အခါမှာဆိုလို့ရှိရင်လည်းငချောက်တို့အမဲချောက်တို့အဲ့လိုအသားချောက်တစ်ခုခုကိုကြောထားတဲ့အရာသာမျိုးရတယ်ပေါ့နော်ဟိုအရင်တော့အသားရတာမျိုးရနေရမှာမဟုတ်ဘူးအဲ့လိုမျိုးအသားအချောက်ကြောကိုဝါရတယ်လို့မျိုးစားရတယ်လို့မျိုးခံစားရစေပါတယ်ပထမဆုံးစမ်းချက်တဲ့လက်ရမှာတောင်မှဒီလောက်စားကောင်းနေဆိုလို့ရှိရင်တကယ်ကျွမ်းကျင်တဲ့သူတွေချက်လို့ရှိရင်ပို့ပြီးတော့စားလို့ကောင်းမှာပါအဲ့ဒါကြောင့်မလို့ဒီနီလန်းလေးနဲ့မစားဘူးတဲ့သူရှိလို့ရှိရင်လိုက်ပြီးတော့ချက်စားကြည့်ကြပါအောင်နော်ကျေးဇူးတင်ပါတယ်